transistor တွေမပေါ်ခင်တုန်းကအရွယ်အစားကြီးမားတဲ့ vacuum tubes တွေကအချက်ပြလိုင်းတွေကိုချက်ထွင်ဖို့နဲ့ switch လုပ်ဖို့နေရာအများကြီးယူခဲ့ရပါတယ်အပူတွေလည်းထွက်တယ်လို့ကျိုးပဲ့လွယ်တဲ့အားနည်းချက်တွေလည်းရှိခဲ့တာပေါ့ဒီနေ့ခေတ်မှာတော့ဘီလီယံနဲ့ချီတဲ့ transistor တွေပါတဲ့ chip တစ်ခုကိုတစ်အိတ်ကထဲထည့်ထားနိုင်ပါပြီဒီလောက်တင်းငယ်တဲ့အရာလေးကလျှက်စစ်စီးစင်းမှုကိုဘလူများလျှက်စီလက်တလူမြန်ဆန်းတဲ့အချိန်နဲ့တွက်ချက်ပေးနေတာလေတင်ရောဆင်းထားဘူးပါလားကဲအရင်ဆုံး transistor ဆိုတာဘာလဲဆိုတာကနေစလိုက်ရအောင် transistor ဆိုတာကတော့ terminal 3ခုပါတဲ့ semiconductor device တစ်ခုဖြစ်ပြီး switch တစ်ခုအနေနဲ့ရော amplifier တစ်ခုအနေနဲ့ပါအလုပ်လုပ်နိုင်ပါလေခင်ဗျာအဓိကမိသားစုကြီးနှစ်ခုခွဲခြားနိုင်ပါတယ်အဲ့ဒါတွေကတော့ bipolar junction transistors BJT နဲ့ field effect transistors တို့ပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ BJT အကြောင်းကိုအဓိကထားပြောသွားမှာပါ BJT တွေက current driven ဖြစ်ပါတယ်ဆိုလိုတာက collector current ကိုထိန်းချုပ်ဖို့အတွက် base ထဲကို current အနည်းငယ်ထည့်ပေးရတာပါတစ်ဖက်မှာတော့ MOSFET တွေက voltage driven ဖြစ်ပါတယ်သူတို့ကတော့ conduction channel တစ်ခုပွင့်ဖို့ gate to source voltage ကိုအသုံးပြုတာဖြစ်ပါတယ်ခင်ဗျာပုံမှန်အားဖြင့် transistor တစ်ခုမှာ pin 3ခုပါပါတယ်အဲ့ဒါတွေကို E B နဲ့ C လို့သတ်မှတ်ပါတယ်ဒါမှမဟုတ်ရင် T1 T2 T3 လို့လည်းခေါ်သွင်းရှိပါတယ် emitter ဖြစ်တဲ့ E ကတော့ electron တွေကိုထုတ်လွှတ်ပေးပါတယ် base ဖြစ်တဲ့ B ကတော့အလုံးပါလွှာဒီ carrier flow ကိုထိန်းချုပ်ပေးတာပါနောက်ဆုံး collector ဖြစ်တဲ့ C ကတော့အဲ့ဒီ carrier တွေကိုစုစည်းပေးတဲ့အလုပ်ကိုလုပ်ဆောင်ပါတယ်ခင်ဗျာဒါကိုပိုပြီးမြင်သာအောင်ပလန်တစ်ခုနဲ့စဉ်းစားကြည့်ရအောင်မီတီတစ်လုံးကို switch တစ်ခုနဲ့ထိန်းချုပ်မယ့်အစား BJT transistor နဲ့အစားထိုးကြည့်မယ်ဆိုရင် BJT တွေကိုနားလည်ဖို့အကောင်းဆုံးနည်းလမ်းကတော့ရေပုံပိုင်ခေါင်းတစ်ခုလိုမြင်ကြည့်ဖို့ပါပဲလက်ကင်ကောင်းလေးကိုနည်းနည်းလေးလှည့်လိုက်ရုံနဲ့ပိုများတဲ့ရေစီးကြောင်းကြီးကိုထိန်းချုပ်နိုင်တယ်လို့မျိုးပေါ့ဒီနေရာမှာရွေရှားနေတဲ့အစိပ်ပိုင်းတွေတစ်ခုမှမပါဘဲနဲ့တစ်စက္ကန့်ကိုအချိန်ပေါင်းတန်းနဲ့ချီပြီး switch လုပ်နိုင်တာကတကယ်ကိုအံ့ဩဖို့ကောင်းမဲ့အချက်ပါပဲ transistor ရဲ့လုပ်ဆောင်ချက်တွေကို cut off active region နဲ့ saturation ဆိုပြီး၃ပိုင်းခွဲခြားနိုင်ပါတယ် cut off မှာ switch အပွင့်အနေနဲ့ရှိနေပြီး saturation မှာတော့ switch အပိတ်အနေနဲ့အမြင့်ဆုံးစီးဆင်းခွင့်ပြုတာပါ LED မီတီလေးတွေကနေ super computer တွေအထိ transistor တွေကနေရာတိုင်းမှာရှိနေပါတယ်နောက်တစ်ခါ thin phone screen ကိုနှိပ်လိုက်တိုင်း thin phone ထဲမှာ transistor ပေါင်းတန်းနဲ့ချီပြီးအလုပ်လုပ်နေတယ်ဆိုတာကိုသတိရလိုက်ပါဦးနော်